ကျမတို့ရွာမှာတော့ရာလောက်ကင်ပြီးတမွေးဝမ်းကြောင်းပြီးလောက်ကင်စားတော့ရကြပါတယ်မိုးနဲ့ဆောင်းပြီးသွားတဲ့အချိန်မှာနွေရာသီရောက်တဲ့အချိန်အမျိုးသားတွေကနေထွက်အလုပ်လုပ်တယ်လို့အမျိုးသမီးတွေကနေထွက်ရအလုပ်လုပ်လို့အဆင်မပြေသည်ဖြစ်၍ကျမတို့ကနေစားလုပ်ကလေးတွေကိုရှာဖွေစားတာအဲ့ဒီတော့ကျမတို့မှာအလုပ်ကင်ကရှားပါသည့်အတွက်ငွေကြေးခက်ခဲရှိနေပြီအမျိုးသမီးတွေကအဲ့ဒါတွေကိုရင်ဆိုင်ဖြစ်ရှင်းနေရပါတယ်အခုဆိုရင်အဲ့ဒီအခက်အခဲတွေကိုကြုံလောက်ဖို့ဖြစ်လာပါပြီကျမတို့ရွာကို2024အစပိုင်းမှာ FO ဖွဲ့ကလူကြီးတွေရောက်ရှိလာတဲ့အချိန်မှာကျမတို့ကိုငွေစုငွေချေးဖွဲ့လေးလုပ်ချင်တာလားလို့မေးပါတယ်အဲ့ဒီတော့ကျမတို့လည်းလုပ်ချင်ပါတယ်လို့ပြောပြီးတော့တယောက်ကို2000နဲ့တစ်ပတ်ကိုတစ်ကြိမ်စုကြပါတယ်အဲ့ဒီစုတဲ့အချိန်မှာတစ်ပတ်ကို9000ရတယ်နှစ်ပတ်ပြည့်တဲ့အချိန်မှာကျမတို့3သိန်းတဦးကိုချစ်ပစ်ပါတယ်စစရရပညာရေးပဲလိုကျန်းမာရေးပဲလိုတယ်ဖြစ်ပြီးတေးစားဈေးတွေလေးတွေပဲဖြစ်ကျမတို့အဲ့ဒီလိုမျိုးချစ်ပစ်ပါတယ်အဲ့ဒီတော့နှစ်ဝက်ပိုင်းရောက်တော့ FAO မှာဝန်ထမ်းများရောက်ရှိလာပြီးအမားတို့ငွေစုတာအဆင်ပြေလားလုပ်ငန်းအစအရာအဆင်ပြေကြလို့တို့ကမေးပါတယ်အဲ့ဒီတော့လေယာထုတ်ကုန်ပစ္စည်းကိုအခြေခံပြီးတော့စီးပွားရေးလုပ်မလားလို့တို့ကမေးတဲ့ချိန်မှာကျမတို့ကလည်းအဲ့ဒီလိုလေဘယ်သူမှအမေးမခံခဲ့ရတော့အော်လဲအောင်းသွားတယ်ပေါ့နော်အဲ့ဒီချိန်မှာဝမ်းသာပြီးတော့ကျမတို့လုပ်ပါမယ်လို့တို့ကိုပြောလိုက်ပါတယ်ဒီလိုငန်းလေးကိုစလုပ်မယ်ဆိုတော့ကိုယ်လေယာထွက်ကုန်ပစ္စည်းလေးတွေကိုပင်နှမ်းထွက်ထားဆိုတော့အဲ့ဒီတော့စီကျိတ်ပြီးတော့လုပ်မယ်ဆိုပြီးတော့မြို့သမီးတွေစုပြီးတော့တို့မြို့သစ္စာစီဆက်ဆိုပြီးတော့ထောင်းပြီးတော့ဒီကုန်ချမ်းကိုကုန်ကြောဖြစ်အောင်ပင်နှမ်းကိုစီကျိတ်ပြီးတော့ကိုအမျိုးတွေကိုနီးစပ်တဲ့နေရာတွေကိုမြို့တွေကိုပို့မယ်လို့ကျမတို့တိုင်ပင်ဖြစ်ပါတယ်အမျိုးသမီးဖွဲ့အမားတို့2လပိုင်းမှာစီဆက်ကြီးစရောက်တာစီဆက်ပြီးစရောက်ကြတဲ့အချိန်တစ်စရတန်းပြီးတော့ရောင်းပြီးတော့ကြိတ်လဲရတယ်ခုလည်း4လအတွင်းကိုဒီ2လပိုင်းနေပြီးတော့ခုချိန်ထိကြိတ်တာ4လပိုင်းအတွင်းကိုကျမတို့ရောင်းရတာစီချိန်300လောက်ကိုနေပြီးတော့ပကံရောရန်ကုန်ရောကျမတို့အကုန်လုံးရောင်းရပါတယ်တွင်တွင်ကြဲကြဲလေးနဲ့ကိုရောင်းလို့ကျမတို့လည်းအကုန်လုံးပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ကိုင်ကြပါတယ်ကျမတို့စီကျိတ်တယ်ဆိုတာကတော့စုံစီနဲ့ပဲကြိတ်ဆက်နဲ့ပဲကြိတ်ကိုမီယိုဖလာတိုင်းကိုကြိတ်ချင်တာနဲ့ကြိတ်လို့ရပေမဲ့လို့မြေပဲဆိုတာအစိတ်တောက်ဖြစ်စေဆိုကျမ်းမာရေးနဲ့ကိုက်ညီအောင်လို့အရေးတွေးထိမ့်ဖို့ဆိုတဲ့6တယ်ဆိုတာရဲ့အစိတ်တောင်မဖြစ်စေအောင်နှက်နဲ့ပဲနဲ့ရောပြီးတော့ကြိတ်တဲ့ခါမှာမတူအောင်တက်မတဲပဲနေမှာကြလို့မတူအောင်ဆရာမလေးကကြိတ်လို့မရဘူးဆိုတာဒီလိုကျမတို့အဲ့သူတင် जा ပေးတဲ့အတိုင်းကျမတို့နီလန်းအမှန်နဲ့မှုလဲကင်းစင်အောင်နေ့စဉ်တက်ရှင်းလုပ်ပြီးတော့ကျမတို့စီကိုကြိတ်လို့ပြီးထုတ်ပါတယ်ကျမတို့ကိုစီဆက်ကြိတ်နေတော့လေအမျက်ဆုံးနေလေအမျက်တွေလည်းအများကြီးရနေပါပြီကြိတ်နေတာကခု2လပိုင်းရနေပြီးတော့ခု4လပိုင်းထိကျမတို့ကြိတ်နေတာဆိုအမျက်တွေလည်းရရှိနေပါပြီဒါပေမဲ့လို့အမျက်ခွဲသလားဆိုတော့မခွဲပါဘူးအကုန်လုံးပဲထပ်ပြီးတော့ပဲတွေဝယ်လိုက်ကြိတ်လိုက်နေကျမတို့အဖွဲကတကယ်ကိုအောင်မြင်ကြိတ်ခွဲပြီးကြောင်းချနေပါပြီတို့အဖွဲအကုန်လုံးအမျက်ဆုံးနေလည်းအများကြီးရပြီဆိုတော့အကုန်လုံးဆက်ပြီးတော့ပဲအရင်ဆက်ကျက်လိုက်မယ်အမျက်ဝေစုမခွဲသေးဘူးเนาะညီမတို့အဲ့ဒါမခွဲပဲနဲ့ဆက်ပြီးတော့စုပြီးတော့လဲအော်ဒါတွေလဲကြလာမယ်စီမာသူတွေလည်းများလို့လုပ်ငန်းတိုးချော့ရမယ်တိုးချဲတော့မယ်ဆိုရင်တို့အဖွဲတွေကိုတယောက်ကို1000လေးစားကပေးပြီးခေါ်လိုက်မယ်เนาะအကုန်လုံးသဘောတူတယ်မလားเนาะညီမเนาะကျမတို့မျိုးသမီးမျိုးသစ္စာစီစဲအဖွဲမှာအခြားငွေစုငွေကြီးအဖွဲမျိုးသမီးတွေကိုလုပ်ပေးနေတဲ့တွေ့ကျမတို့ဝန်တာမိပါတယ်ကျမတို့မျိုးသမီးမျိုးသစ္စာအဖွဲမှာစီကျိတ်လုပ်ငန်းကစီလုံးနဲ့ညီညွတ်မလို့အားကောင်းတယ်လို့ကျမမြင်မိပါတယ်